အာယုံပြုတ်လိုက်တယ်အာယုံချလိုက်တယ်ဒီနေ့တော့ဥပမာဘယ်လမ်းကိုသွားမယ်လမ်း20သွားမယ်20ကနေ23လမ်းပတ်မယ်ဒါမှမဟုတ်လမ်း20ကနေ22လမ်းပတ်မယ်အာယုံထဲမှာအဲ့ဘာပဲပတ်ပြီးပြန်လာတာအဲ့ဒီနေ့ကျတော့ဘုံကမြို့ထဲမှာသွားဘူးမြို့တစ်ကိုသွားကြလမ်းကြီးကဖြူးနေတော့ဘုံမြို့တစ်ကိုသွားတာဆရာတော်မြို့တစ်ကိုလာတယ်ဆိုပြီးတော့ဆိုင်ကယ်တွေနဲ့သူတို့အရှိကနေကြီးညာသွားတာဘုံတွေ့တော့ကြီးညာခိုင်းတာမဟုတ်ဘူးနော်သူတို့ကြီးညာသွားတာဦးဇင်းလေးဒီဘက်လာတယ်မောင်မောတိုက်ကတရားကျင့်နေတဲ့ပုဂ္ဂိုလ်လေးဒီဘက်ကြွလာတယ်ဆိုတော့ကမန်ကရံပေါ်လေသူတို့ဆွန်းနေထဲကြလောင်းညအရက်နေကြတာအများကြီးပဲဆွန်းကြီးလောင်းလှူတာကြဘုံမောင်လည်းကိုယ်အာယုံနဲ့ကိုသွားနေအာယုံထဲမှာလေသူတို့မြင်နေတာလားလှူတဲ့ပုဂ္ဂိုလ်တွေကခေါင်းတွေလွဲနေတာကိုယ်တွေလွဲနေအကုန်လုံးဒါကြားဘူးအောင်တကယ်အဖြစ်ပြက်ဘုံမောသမာဓိကောင်းလာတော့လူကိုယ်နဲ့ကြက်ကောင်းကြီးတွေဖြစ်နေတယ်ခွေးကိုယ်နဲ့လူကောင်းကြီးတွေဖြစ်နေတယ်လူကိုယ်နဲ့ခွေးကောင်းကြီးတွေဖြစ်နေတယ်နွားကိုကြီးနဲ့လူကောင်းကြီးတွေဖြစ်နေတယ်လူကိုယ်နဲ့နွားကောင်းကြီးတွေဖြစ်နေတယ်တချို့ခွေးကိုယ်နဲ့ခွေးကောင်းကြီးတွေဖြစ်နေတယ်တချို့ကြက်ကိုယ်နဲ့ကြက်ကောင်းဖြစ်နေတယ်တလန်းလုံးဘုံလို့ရလာလေလူတွေမတွေ့ဘူးဘုံအဲ့ဒါနဲ့ပြန်ပြီးတော့ငါဘယ်ရောက်နေလဲပြန်ပြီးတော့စိတ်ကိုပြန်ပြောင်းလိုက်တော့လူတွေပဲတက္ကမတွေပဲတက္ကတွေပဲပြန်အာယုံချသွားတယ်တဲ့ဓာတွေပဲလူတယောက်ပဲတွေ့ခဲ့တယ်လူစစ်တယောက်ပဲတွေ့ခဲ့တယ်ဘုံဒါဘုံမအဲ့တော့ဟောပြတယ်ဒါကိုလူလို့ထင်းနေကြတာနော်ကိုရဲ့ဟိတ်ဆိုတာရှိတယ်ဟိတုပစ္စယောအာရဏပစ္စယောဆိုတာပဋ္ဌာန်းအလကားဟောတာတော့မဟုတ်ဘူးဘုံတို့လည်းတန်းကြောင်းလာဒါတွေနားမလည်ဘူးဟိတ်ဆိုတာရှိတယ်ကို့မှာလောဘရှိတယ်လို့လောဘဟိတ်ကြီးကပြိတ္တယုတ်ကြီးတွေပေါ်နေဒါမသိဘူးသူ့ရဲ့ background မှာကိုရှိတယ်သူ့ရဲ့ method ခေါ်တာပေါ့အင်္ဂလိပ်လိုတော့သူ့ရဲ့အရိတ်ကအကုသိုလ်ရိတ်ကအနောက်မှာထိုးတာဒေါသကြီးတဲ့လူဟာငရဲကောင်ကြီးသူကမသိတာလောဘကြီးတဲ့လူကပြိတ္တယုတ်ကြီးပေါ်နေတယ်ဒီယုတ်ကတော့မဟုတ်ဒီယုတ်ကမိမယောက်ျားပဲဒါသူ့ရဲ့စိတ်ဟိတ်မှာကိုရှိနေမောဟဆိုတာလည်းတိရစ္ဆာန်ပေါ့တိရစ္ဆာန်ဆိုတာတော့အများကြီးပေါ့မရေတွက်နိုင်ဘူးတိရစ္ဆာန်တွေမတူဘူးလားတတ္တဝါတွေတရားတော်မတွေတိရစ္ဆာန်မုံတွေဒီလိုပဲအဲ့ဒီတော့မိမိ